မမခဒီဒါမောင်းလို့ရတယ်ရနေပြီဟုတ်ဆွေးသားပြီလားစားတော့ဘာဟဲ့နေချင်တာမလို့ဒီဦးငါဟင်းစားတာဘာစားကိုဘာစားနာမည်နဲ့ပြောရပစ္စည်းမှာလားလို့လို့မသိဘူးဖုံးဆက်ပြမှာထားတာဘာစားနေအတွက်တဲ့တမီးကိုပတ်စံတော့မရှင်းရသေးအဘဦးစားနေဘယ်လိုလုပ်ဘာဦးစားနေနာမည်နဲ့ဦးစားနေနာမည်နဲ့တဲ့ဟိုကပစ္စည်းမှာထားတာပတ်စံမရှင်းရသေးဘူးအေးအဲ့ဒါတမီးကိုဒီရောက်မှတောင်းလိုက်ပါတဲ့အေးပစ္စည်းကဘယ်လိုရောက်မလဲ2သိန်းကျော်တန်းနဲ့အေးကျွန်တော်ကို2သိန်းကျော်ပြန်ပေးရမယ်အေးဘယ်သူများလဲမသိဘူးအေးပေးမှာလားပေးရမှာလေမပေးလို့ရမှာအဲ့ဆိုပစ္စည်းကဥပမာမတွေ့ရသေးဘူးဆိုတော့9000တန်လောက်ပဲဆိုဘူးလို့ပေးရမှာပဲ9000ကျွန်တော်2သိန်းတောင်းတယ်ဆိုတော့ပေးရမှာပဲလေဘာဖြစ်လို့ကိုတူမမလို့ပေးရလားဘာဖြစ်လို့ဦးဆောင်နေဘယ်သူမှထားများလည်းမသိပဲနဲ့ဘယ်သူမှလေးငါလူတင်းနေရပဲနေမှာပဲငါသူ့သားရပဲနေမှာပဲလေအဲ့ဒါမှန်းကြည့်အောင်ဘယ်သူလဲဆိုဟမ်ဖေဖေတွေ့တဲ့အေးဒီမှာအေးဝါနေမကြည့်တာကြည့်တာဘယ်လိုဖြစ်မလားဒါနားဆောင်အေးဟုတ်တယ်ဘယ်လိုဖြစ်မလဲဆိုတော့က2ယောက်တော့2ယောက်ပဲတာကြီးလားသမီးလေးလားပေါ့အဲ့2ယောက်တယောက်ပဲတာကြီးလားသမီးလေးလားတာတယောက်ကျင်သေးမဟုတ်လားအဲ့ကောင်မပို့နိုင်ဘူးဖွင့်ကြည့်ပါဘာလဲမသိဆွတ်ရတယ်ဒီတိုင်းလေးဖြည့်လို့ရဟောအေးကိုစားရတယ်မင်းကြည့်စားလိမ့်မယ်ကြောစားမှာမဟုတ်တော့ကြိုက်ကြာမယ်ဟုတ်လားဒီနေ့ကြာမှာကြာအချင်မှာပါလားရောက်ပြောရနောက်ဆောင်ဘာနောက်ဖို့ဆောက်တာအေးဟုတ်ပြီရကကြီးနဲ့နောက်ကိုဆိုတာဘာလှလှဘာဖြီးဟမ်သမီးလေးဖြစ်မယ်မှန်သမီးလေးအငယ်ဆုံးသမီးလေးဖြစ်မယ်သမီးလေးအငယ်ဆုံးကတဲ့ဖေဖေများတော့ဖြစ်သမီးငယ်ဆုံးလေးရလားကဲဒီနာရွှေမိုးငွေမိုးဒီနာရွှေမိုးငွေမိုးကွာရဒီနာရွှေမိုးငွေမိုးဖေဖေအားရှိအောင်လို့ဆိုပြီးတော့ငှက်တိုက်ကျမ်းမြင်မော့သမီးလေးတက်တော်ရှိသေးရဲ့သမီးလေးတက်တော်ရာကျော်ရှိပါသေးလို့ရှိသေးကြည့်ရောအားကြီးပဲလေအားကြီးပဲဒါရပတ်စံရမရှင်းရသေးဘူးဆိုဘယ်လိုလုပ်မောချင်းမယ်ဗာချင်းမယ်ကြိုက်လားပစိုးလေးပစိုးကလည်းကြိုက်တယ်ပစိုးကလည်းကြိုက်တယ်အိမ်ကလည်းခိုက်တယ်ကုန်ကြိုက်စင်လေးပါပါကြိုက်အလူမှာဝက်လိုက်မယ်လို့အလူရှိရနေတော့ပဲဖြစ်သွားဝက်လိုက်ဟိုမှာကြည့်တာဘာဘူးလေးလဲဟောအိုးအဖေနိုးသိကြိုက်ထားတယ်သမီးကသိတာပဲနော်အားရဆိုင်ရှာအားရဆိုင်လားတာရုဗျာသမီးလေးတက်တော်ရာကျော်ရှိပါသေးဗျာအန်ရှူဝါနဲ့အရှူဝါနဲ့ဒါသူ့မေတော့သူ့ဖေကနိုးတောင်းဟိုအိုဘာဒင်းလားအိုဘာဒင်းလည်းသူ့မေတော့အဖေရမတော့တော့ဘူးလားအဖေနိုးဝဲကြိုက်တာနိုးရတာပဲသမီးလေးတက်တော်ရာကျော်ရှိပါသေးသမီးလေးကအမှားစကားပါလိုက်သေးတယ်ဘာတော့တောင်းမဲ့มาတဲ့အဖေတဲ့ပင်မလာတိုင်းနဲ့အမေရင်ဝင်ကိုတန်းတပြီးတတိုင်းလိုကာကွယ်ပေးတဲ့အဖေကြောပြင်ကိုတဲ့မိနေခဲ့တဲ့အဖေတဲ့လာမဲ့အဖေများနေ့မှစပြီးတော့တက်ရှည်ကျမ်းမှာဆိုတာစိတ်ချမ်းသာစွာနဲ့နေနိုင်ပါစေတဲ့
စိတ်ဆင်းရဲမှုများဝေးလို့အပြုံးပန်းများဝေးစားနိုင်ပါစေစစ်တယ်ဖြစ်ပေတဲ့ဦးစုပေးစကားလေးလည်းဦးပြောလား ပြောတယ်လို့ ဘယ်လိုခံစားရရင်လဲ ဖေကလည်းပီတီဖြစ်တယ်လို့ ဖေဖေကိုတဲ့ဘာမှမပူပါနဲ့တဲ့ကျမယုတ်ယူဆိုင်တဲ့သမီးငယ်ဆုံးလေးကဒါဖေဖေအားရှိအောင်လို့ဆိုပြီးတော့တောက်တဲ့မငှက်တိုက်ကလည်းဖေဖေပင်မလာတဲ့ခါကျရင်တောက်တဲ့ သင်ဖေရလို့မပီတီမျက်ရည်ကြာတာလို့ ပြောလားဦးဘာလို့ငါပီတိညက်ရည်ကြညီမသမီးငယ်ဆုံးလေးကတီးတတ်တာနော်ဖေဖေကဒါမနေ့ပြန်ကြားရောက်မဲ့အဖေများနေမှာဖေဖေကိုပြောစီခြင်းလို့တဲ့ကြိုတင်ပြီးတော့လာပို့ပေးရဒီက ဖေလည်းပီတီဖြစ်တယ်လို့ စုပေးလားသမီးလေးကို ဟမ် သမီးလေးကိုစုပေးလားလုပ်တွေလည်းအဆင်ပြေပါစေ လုပ်တွေလည်းအဆင်ပြေပါစေဒီပါပြောတဲ့စကားတွေကိုလည်းတကွမတိတ်နားထောင်တဲ့သမီးလေးမလေးဖြစ်ပါစေ ပေးတဲ့စုနဲ့ပြပါလေညီမလေးကိုစား အတိရှိလို့ပို့ပါလေ ဟုတ်တယ်ဘလို့ပဲဖြစ်ဖြစ်လေ ဘလို့ပဲဖြစ်ဖြစ်အတိတစ်လုံးအများဆုံး ဟုတ်တယ်ဟုတ် သူ တယ် ကအတိရှိလို့ပို့တာ ဟုတ်တယ်ဟုတ်တယ် အဲ့တော့အဲ့အတိတရားကိုဒီကတန်ကြီးမဖြတ်နိုင်ဘူးပေါ့နော် ဟုတ်တယ် အတိတရားကိုတန်ကြီးမဖြတ်နိုင်ဘူးဝန်တာပီတိမျက်ရည်ကြရလေအဲ့လို သမီးကောင်းတော့ဗါတဲ့ထီးလားဟုတ်ပါ ထီ ဒါထီးတက်လက်လို့သမီးရနော် သားလိမ္မာ ဒါလည်းမတော့အားပေါ့နော် သမီးလိမ္မာတော့ထီသမီးလိမ္မာတော့ထီ တော့ဟိုကဘလူအတော့ဒီကိုလောင်းလေအမေတအဖေတယောက်တည်းဆိုပြီးတော့စိတ်မကောင်းဖြစ်နေအောင်မယ်အမေလည်းပါတယ်တူပေါ့ဝမ်းနဲ့နေအောင်အမေဗုဒ္ဓမပါဘူးဆိုရ ဝမနေပါ လူပဲဒါတယောက်တစ်ဝက် ပြောလားအတော့ကဘယ်လိုခံစားရ ပြောတယ် သမီးငယ်လိမ္မာလေးနော်ငယ်ဆုံးလေးဖေဖေမြအားနေမှာတဲ့ဖေဖေကိုကျမ်းမာရေးကောင်းပါစေတဲ့အဲ့ဒီကစပြီးတော့တက်ချီကျမ်းမာသာနေပေးပါတဲ့ဖေဖေကိုရှစ်တယ်လို့မပြောဖြစ်ပေမဲ့တဲ့ဟိုဟာဖေဖေကိုရမ်းရှစ်ပါတယ်တဲ့